သင်မတီးသေးတာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကမ္ဘာအရှေ့ဆုံးလိုက်လျှောက်ခီးစဉ်ဟာတောင်အာဖရိကကနေအာဂျင်တီးနားအထိရှိနေတာပါပဲ။တောင်အာဖရိကနိုင်ငံကိပ်တောင်မြို့ကနေစတင်ပြီးအာဖရိကနိုင်ငံတွေကိုဖြတ်ကျော်ကာနောက်ဆုံးအီဂျစ်နိုင်ငံကိုရောက်မှဖြစ်ပါတယ်။အဲ့ဒီကနေသစဉ်အစ္စရေးနိုင်ငံကနေအာရှတိုက်ထဲကိုဝင်ရောက်ရမှာပါ။အဲ့ဒီနောက်တော့အာရှကိုဖြတ်ကျော်ပြီးတူရကီနဲ့ယောရောပပြီးရင်ဂျော်ဂျီယာကနေရုရှားနိုင်ငံထဲကိုရောက်သွားပါလိမ့်မယ်။လူသူကင်းမဲ့ပြီးအလွန်အေးခဲတဲ့နေမြေတွေကိုဖြတ်ကျော်ရင်ဘာရင်းရေလက်ကြားကိုရောက်လာမှာပါ။ဆောင်းရာသီမှာဆိုရင်တော့ဒီရေလက်ကြားကခဲနေတတာမို့အမေရိကန်နိုင်ငံအလက်စကာပြည်နယ်တဲ့အထိဆက်ပြီးရှောက်သွားလို့ရပါတယ်။အဲ့ဒီကနေကနေဒါကိုဖြတ်ပြီးအမေရိကန်ကိုပြန်ဆင်းလာရမှာပါ။နောက်ထပ်ဖြတ်ရမယ့်နိုင်ငံကတော့မက္ကဆီကိုဖြစ်ပြီးအလဲပိုင်းအမေရိကကိုဆက်သွားရပါမယ်။အလဲပိုင်းအမေရိကကိုကြော်ဖြတ်ပြီးသားနဲ့ကမ္ဘာအန်ဒီရဲ့အရှိဆုံးတောနက်ကြီးတွေထဲကတစ်ခုဖြစ်တဲ့ဒါရီယန်ကပ်နဲ့ရင်ဆိုင်ရပါလိမ့်မယ်။အဲ့ဒီနောက်မှာတော့တောင်အမေရိကထဲကိုရောက်ရှိသွားပြီးနောက်ဆုံးပန်းတိုင်ဖြစ်တဲ့အာဂျင်တီးနားနိုင်ငံပိုတိုအယ်မန်ဆာကိုဆက်ရောက်မှာဖြစ်ပါတယ်။စုစုပေါင်းခရီးအကွာအဝေးဟာကီလိုမီတာ9000တောင်ရှိတာပါ။ဒါရီယန်ကပ်လိုခက်ခဲတဲ့လမ်းကြောင်းတွေရုရှားကစိုက်ဘေးရီးယားနဲ့အမေရိကန်ကအလက်စကာလိုအေးခဲတဲ့ဒေသတွေကိုချက်ကျော်ရမှာဖြစ်ပါတယ်။ဒီခရီးစဉ်တစ်ခုလုံးအဆုံးထိရောက်ဖို့10နှစ်နီးပါးကြာမြင့်မယ်လို့ခန့်မှန်းထားပြီးစင်ခေါ်မှုတွေနဲ့ပြည်နယ်နေသလိုအတွေ့အကြုံသစ်တွေလည်းအများကြီးရရှိစေမှာပါပဲ။